မဟုတ်နော်ဘူဘူကိုဆွချဖို့အိတ်နဲ့အပြည့်နော်ဒီတစ်ခုဟော့ပြီဆိုရင်အဲ့တစ်ခုကိုပဲဝိုင်းလှုပ်ချင်နေကြတယ်အသုံးလိုတယ်တကယ်လိုအပ်တဲ့နေရာတွေသာလှူဒန်းသွားရင်ဘယ်လောက်ထိအတိတ်ပဲရှိလိုက်မလဲလူဖြစ်ရတာဘယ်လောက်တန်ဖိုးရှိလိုက်မလဲ Stop it မစနဲ့ကွာ ထမဲဝအောင်စားထား ဖြစ်တင်လာဗျာမင်္ဂလာဆောင်တစ်ခုမှာဒီလောက်ကြီးရုပ်ဖြစ်ဆင်းဖြစ်ဆိုတော့ဒါဗီဒီယိုရိုက်တဲ့သူတောင်တရားဆွဲအောင်မယ်တဲ့သူတို့ကကြတော့လှုပ်ချင်တဲ့လူတွေလှုပ်ပြီးတော့ဗီဒီယိုတော့ဒါဒီခစ်ကြီးမှာရိုက်ကြမှာပဲလေဗျာဟုတ်တယ်မလား Mate, America again.